ဒီနေ့ကြတော့မနေ့ကအဆက်လေးကိုထပ်ပြီးတော့ပြောပြပေးမယ်နော်အဲ့တော့မနေ့ကတန်အဲ့ဒီအချိန်မှာပြီးသွားရပေါ့နော်ဘန်ကပြောမဲ့အချိန်မှာပြီးသွားရအဲ့တော့တန်အဲ့ဒီနောက်မှာ Ben came to Tom house ဘယ်လိုလာခဲ့လဲဆိုလို့ရှိရင် Tom ရဲ့အိမ်ကို Ben ကနေပြီးတော့လာခဲ့တယ်ပေါ့နော်အဲ့တော့ he watched Tom သူကပါလေTom ကိုကြည့်နေတယ် and ပြီးလို့ရှိရင်ဆက်ပြောလိုက်တယ်တဲ့ I'm going to swim today ဒီနေ့ပါတော့ဘယ်ကိုသွားရမလဲရေကူးဖို့အတွက်သွားရလိမ့်မယ်အဲ့တော့ you can swim because you are walking you can swim မင်းရေမကူးနိုင်ပါဘူးဘာလို့လဲမင်းကအလုပ်လုပ်ရအောင်မယ်ဒီလိုပုံစံမျိုးပြောလိုက်တယ်တဲ့ Tom said Tom ကပြောတယ်တဲ့ this is not workဒါအလုံးမဟုတ်ဘူး I like painting ကျွန်တော်စိတ်တုတ်တာကိုကြိုက်တယ်ပေါ့နော် painting လုပ်ရတာကိုသူကြိုက်တယ်တဲ့အဲ့တော့ can I paint ကျွန်တော် paint လုပ်လို့ရလားသူဘသူကပြောရတယ်ကျွန်တော်လည်းပဲစိတ်တုတ်လို့ paint လုပ်လို့ရလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာဘသူကမေးရလဲ Ben ကနေပြီးတော့ရေတော့မကူပဲနဲ့မေးလိုက်တယ်ပေါ့နော် no you can မင်းမလုပ်နိုင်ဘူး Tom answer Tom ကပြန်ပြောလိုက်တယ်တဲ့အဲ့တော့ Auntie Polly asked me Auntie Polly ကကျွန်တော်ကိုမေးတယ်တဲ့ because ဘာလို့မေးရလဲဆိုလို့ရှိရင်တဲ့ I am very good painter ကျွန်တော်ကပါလဲဆိုလို့ရှိရင်ကျွန်တော်ကစိတ်တုပ်သမားကောင်တစ်ယောက်ပါဆိုပြီးတော့မေးလိုက်တယ်တဲ့အဲ့ချိန်မှာ Ben said Ben ကပြောရပေါ့နော် I am a good painter ကျွန်တော်က good painter ကောင်းတဲ့စိတ်တုပ်သမားတစ်ယောက်ပါကျွန်တော်လည်းပဲဘန်ကပြောလိုက်တယ်ပေါ့နော်ကျွန်တော်လည်းပဲစိတ်တုပ်သမားကောင်းတစ်ယောက်ပါဆိုပြီးတော့ပြောလိုက်တယ်please ကျေးဇူးပြု၍ can I paint ကျွန်တော်ကိုစိတ်တုပ်လို့ရမှာလားဒီလိုမေးလိုက်တယ် I have some fruit ကျွန်တော်မှာအသီးအချို့ရှိတယ် do you want it မင်းရောဒါကိုလိုချင်လားဆိုပြီးမေးလိုက်တယ်ပေါ့နော် okay Tom said Tom ကနေပြီးတော့ပြန်ပြောလိုက်တာ okay ကောင်းပါပြီဒါဆိုလို့ရှိရင် Tom ကအသီးလေးတွေယူမယ်ပေါ့နော် give me the fruit ကျွန်တော်ကိုအသီးလေးတွေပေးပါ then it is now ဆိုလို့ရှိရင်เนาะ you can play မင်းပါလို့နိုင်တယ်မင်းပိတ်လို့ရပါပြီစိတ်လို့ရပါပြီဆိုပြီးတော့ပြောလိုက်တယ်အဲ့ချိန်မှာ Ben start to paint the fence Ben ကနေပြီးတော့ started to paint ဘာစတင်ပြီးတော့စိတ်တုပ်ဖို့လုပ်ခဲ့ပေါ့နော် the fence ကြံစည်ကို later နောက်ပိုင်းမှာဆိုလို့ရှိရင် many boy ယောက်ျားလေးတွေအများကြီးရာ came to လာခဲ့တယ်ပေါ့နော်ဘယ်သူစီလာခဲ့လဲဆိုလို့ရှိရင် Tom house Tom ရဲ့အိမ်ကိုလာခဲ့တယ်တဲ့အဲ့တော့ they watch Ben ဘာလို့လဲ they watch ကြည့်ရ ban လုပ်တဲ့ပုံစံမျိုးကြည့်ရပေါ့နော် and ပြီးလို့ရှိရင် they want to paint too သူတို့တွေလည်းသူတို့တငယ်ချင်းတွေယောက်ျားလေးတွေရာလည်းပဲဒီလိုပဲစိတ်တုပ်ချင်တယ်ဆိုပြီးတော့လာကြတယ်တဲ့ Tom said Tom ကပြောတယ်ပေါ့နော် give me some food ကျွန်တော်ကိုစားစရာတချို့ပေးပါ and ပြီးလို့ရှိရင် you can paint စားစရာတချို့ပေးမယ်ဆိုလို့ရှိရင်မင်းတို့စိတ်တုပ်နိုင်ပြီဒါလိုပြောလိုက်တယ်တဲ့အိမ်နောက်မှာဘာထပ်ပြောလဲဆိုရှင်တုံကနေပြီးတော့ stay in the yard ဒီချန်ကြီးကိုပေါ့နော်ဒီချန်ထက်မှာရှိနေရပေါ့နော် and ပြီးလို့ရှင် the boy ကောင်လေးတွေကဘာလုပ်နေစေးတုံနေခဲ့ကောင်လေးတွေကတော့စေးတုံနေခဲ့ they paint the fence သူတို့ကချက် the fence ကြီးကိုဘာလုပ်လဲစေးတုံနေခဲ့တယ် three time ဘယ်နှချိန်တောင်လဲ3ချိန်တောင်စေးတုံခဲ့တဲ့ it was beautiful တကယ်လှပြီးတော့ and white သူအဖြူရောင်လေးထဲမှာလှပနေခဲ့တယ်ပေါ့နော်ဒါဆိုလို့ရှိရင် Tom went into the house Tom ကပေါ့အိမ်ပြန်ခဲ့တယ်ဘယ်ကိုသွားခဲ့တယ် the house အိမ်ကိုပြန်ခဲ့တယ်ပေါ့နော်အဲ့တော့ Auntie Polly သူ့ရဲ့အတော် Tom ရဲ့အတော်ဖြစ်တဲ့ Auntie Polly က can I play now ကျွန်တော်ကစားလို့ရပြီလို့လာဆိုပြီးတော့သူက Auntie Polly ကိုပြောခဲ့ရပါတော့ Auntie Polly can I play now ကျွန်တော်ကစားလို့ရပြီလား he asked ဘာလို့ခဲ့တယ်သူကမေးခဲ့တယ် Tom ကမေးရပေါ့နော်အဲ့တော့ Auntie Polly was surprised ဘာလဲ Auntie Polly ကအရန်အံ့အားသင့်သွားတယ် Did you paint the fence ချန်စီရုပ်ကိုမင်းစစ်တုပ်ခဲ့တာလား she said ပြီးသွားပြီလားမင်းအလုပ်လုပ်ပြီးသွားပြီလားဒီလိုပုံစံမျိုးမေးလိုက်တယ် Yes I did ဟုတ်တယ်ကျွန်တော်လုပ်ပြီးသွားပြီ Tom answer Tom ကနေပြီးတော့ပြန်ဖြေလိုက်တယ်ပေါ့နော်အဲ့တော့ Auntie Polly went to the yard ဘယ်ကိုသွားခဲ့လဲဆိုလို့ရှိရင်ခြံထဲကိုသွားခဲ့တယ် and ပြီးလို့ရှိရင် look at the fence ခြံစည်းရိုးတွေကိုကြည့်လိုက်တယ်ပေါ့နော်အဲ့တော့ she was very surprised ဘာဖြစ်သွားလဲသူအရန်အံ့အားသင့်သွားတယ် and ပြီးလို့ရှိရင် very happy အရန်ပျော်ရွှင်သွားတယ် is
beautiful သူကဘာဖြစ်လဲတကယ်လှပတယ်